ပျောက်ဆုံးနေတဲ့အတ္တလန်တိတ်ရေအောင်မြို့တော်ကြီးကတကယ်ရှိလားလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပျောက်ဆုံးသွားခဲ့တဲ့အတ္တလန်တိတ်ရေအောင်မြို့တော်ကြီးကရာစုနှစ်များစွာကြာတဲ့အထိလူတွေရဲ့စိတ်ဝင်စားခြင်းကိုခံရဆဲပဲဖြစ်ပါတယ်ဒီအကြောင်းအရာကကမ္ဘာတဝန်းမှာဟိုလီတကြောဖြစ်သွားစေခဲ့ပြီးမြဲဒီတနအီမြို့တော်ကြီးရဲ့ဒီနေရာကတော့ဒီနေ့အထိလျှို့ဝှက်စမ်းချက်တစ်ခုဖြစ်ရှိနေဆဲပါရှင်သိပ္ပံနဲ့နည်းပညာတွေတိုးတက်ပြောင်းလဲလာတာနဲ့အမျှဘူမိဗေဒပညာရှင်တွေနဲ့သိပ္ပံပညာရှင်တွေကတမိုင်းဝင်လျှို့ဝှက်ချက်များစွာကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီးမြဲအတ္တလန်တိတ်မြို့တော်တကယ်ရှိခဲ့လားဆိုတာကိုတော့အငြင်းပွားနေကြတော့မှာပဲရှင်ဒီနေ့ဗီဒီယိုထဲမှာတော့ပျောက်ဆုံးနေတဲ့အတ္တလန်တိတ်ရေအောင်မြို့တော်ကြီးကတကယ်ရှိလားဆိုတာဆွေးနွေးပေးသွားမှာဖြစ်လို့ဗီဒီယိုထဲမှာအတူတူကြည့်လိုက်ကြရအောင်ပါပရိသတ်ကြီးတို့ရေအတ္တလန်တိတ်ရေအောင်မြို့တော်ဆိုတာတနအီတပုတ်ပဲလားတကယ်ရှိခဲ့တာလားဆိုတာဒီနေ့အထိပဲပညာရှင်ကမှအဖြစ်မထုတ်နိုင်သေးပါဘူးအတ္တလန်တိတ်အကြောင်းကိုလူတွေဘက်ကနေသိလာကြလဲလို့ပြောရင်တော့ဂရိအတွေ့ခေါ်ပညာရှင်ပလီတိုရဲ့စာပေတွေကနေအစပြုတယ်လို့ပြောရမှာပါရှင်BC 360လောက်မှာပလီတိုကအတ္တလန်တိတ်မြို့တော်အကြောင်းကိုစကားဝိုင်းနှစ်ခုမှာထည့်သွင်းဖော်ပြခဲ့ပြီးနောက်ဆုံးမှာနတ်ဖျားတွေကဖျက်ဆီးတာကိုခံခဲ့ရတယ်လို့လည်းပြောခဲ့ပါတယ်ပညာရှင်အများစုကပလီတိုရဲ့စကားကိုအမှန်လို့တစ်ထစ်ကျယုံကြည်ခဲ့ကြတာမျိုးတော့မရှိပါဘူးလူတွေအတ္တလောဘတွေကြောင့်ထိန်ချုံမရတော့တဲ့အင်ပါယာစနစ်ရဲ့နောက်ဆက်တွဲတွေအကြောင်းသင်ခန်းစာပေးတဲ့ပုံမြင်တစ်ပုတ်အဖြစ်ပဲသဘောထားခဲ့ကြပါတယ်ဒီအတိတ်ပဲဖွင့်ဆိုချက်ကိုဒီနေ့အထိကြကြပြပြလက်ခံထားကြပြီးတော့အတ္တလန်တိတ်ဆိုတော့လူတွေရဲ့တရုတ်မှန်ကိုတင်စားဖို့ပလီတိုဖန်တီးခဲ့တဲ့ဒဏ္ဍာရီတစ်ခုလိုပဲသတ်မှတ်ထားကြပါတယ်။ဒါပေမဲ့လည်းဒီအကြောင်းအရာတစ်ခုလုံးကတမိုင်းဝင်အဖြစ်အပျက်တွေကိုအခြေခံထားတာဖြစ်နိုင်တယ်ဆိုတဲ့အယူဆကလည်းရှိနေတော့မှာပဲရှင်။ဥပမာပေးရမယ်ဆိုရင်တော့သမုဒ္ဒရာကိုစူးစမ်းရှာဖွေခဲ့တဲ့ Robert Ballard ကပလီတိုပြောပြခဲ့တဲ့ဇာတ်လမ်းနဲ့ Aegean ပင်လယ် Santorini အနီးတစ်ဝိုက်ကမိတောင်ပေါက်ကွဲမှုတွေကြားမှာဆက်ဆက်မှုရှိနေတယ်ဆိုတာကိုထောက်ပြခဲ့ပူပါတယ်။ဒီလိုဖြစ်ပျက်မျိုးကကြီးထွားလာတဲ့လူအဖွဲ့အစည်းတစ်ခုကိုအလွယ်တကူဖျက်ဆီးပြနိုင်ပြီးအတ္တလန်တိတ်မြို့တော်လိုရေရောက်ကိုနှိမ့်မြုပ်သွားစေနိုင်ပါတယ်။ဒီဗီဒီယိုလေးကိုဆက်ပြီးတော့မကြည့်ခင်မှာအခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ Talk and Channel လေးကို Like and Subscribe လေးလုပ်ထားကြဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။19ရာစုမှာကွန်ဂရက်လွှတ်တော်အမတ် Ignatius Donnelly ကအတ္တလန်တိတ်အလဲပိုင်းကတိုက်ကြီးတစ်ခုရေနှိမ့်မြုပ်သွားတဲ့အကြောင်းကိုအဆိုပြုခဲ့ပါတယ်။ဒီအဖြစ်အပျက်တွေကြောင့်ပလီတိုရဲ့တင်ပြချက်ကဒဏ္ဍာရီသက်သက်မဟုတ်ဘူးဆိုတာကိုသက်သေပြဖို့အတွက်အားကောင်းလာခဲ့ပါတယ်။ဒီလို theory တွေအပြင်အတ္တလန်တိတ်ဟာဂျိုသားတွေရဲ့ပင်မအင်ကျင်းမှုစနစ်ဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်လောက်က Lyrian ကျယ်စနစ်ကလာတဲ့အစစ်မြစ်တော်တွေကနေလူသားမျိုးနွယ်ကိုအစပြိုးပေးခဲ့တယ်ဆိုတဲ့အယူဆတွေကလည်းရှိနေပြန်ပါတယ်။ဒီလိုအယူဆပေါင်းများစွာကမဖြေရှင်းနိုင်သေးတဲ့အတ္တလန်တိတ်ရေအောက်မြို့တော်ရဲ့မူလစစ်မြစ်ကိုပို့ပြီးတော့ဖန်ဆုပ်ရခက်ခဲစေခဲ့ပါတယ်။တိုက်ဆိုင်မှုမျိုးစုံရှိနေပေမဲ့ခိုင်မာတဲ့အထောက်ထားရဲလို့မရှိသေးတာကြောင့်ကျွမ်းကျင်ပညာရှင်အများစုကအတ္တလန်တိတ်ရေအောက်မြို့တော်ကိုဒဏ္ဍာရီအဖြစ်သတ်မှတ်ထားပါတယ်။တမိုင်းကြောင်အရာတစ်ချိန်မှာငလင်းဆူနာမီနဲ့မိတောင်ပေါက်ကွဲမှုလိုတဘာဝဘေးအန္တရာယ်တွေကမြို့ပြတွေအပြင်လူဖွဲ့စည်းတစ်ခုလုံးကိုလုံးဝပျောက်ကွယ်သွားစေနိုင်တယ်ဆိုတဲ့အချက်ကိုတော့ညှင်းလို့မရပါဘူး။အတ္တလန်တိတ်မြို့တော်ကလည်းအလားတူဖြစ်တစ်ခုဖြစ်ပြီးတကယ်သာဆိုရင်တော့မြို့ရဲ့အပျက်စီးတွေကသမုဒ္ဒရာအောက်ခြေမှာဒီနေ့ထိရှိနေမှာပါ။ဘလို့အယူဆတွေပဲရှိရှိအတ္တလန်တိတ်ရေအောက်မြို့တော်ကတော့ဘေးပညာရှင်ကမှအဖြေရှာမရသေးတဲ့ကမ္ဘာအကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုအဖြစ်ရှိနေစေပါပဲ။ဒီအကြောင်းအရာကစူးစမ်းရှာဖွေသူတွေစာရေးဆရာတွေနဲ့စိတ်ကူးရင်သမားတွေအတွက်လည်းစိတ်ဝင်စားစရာတစ်ခုအဖြစ်ရှိနေပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။